မြန်မာနိုင်ငံမှာရှိတဲ့ထူးခြားအံ့ဩဖွယ်ရာများမြန်မာနိုင်ငံကရှေးဟောင်းယဉ်ကျေးမှုလှပတဲ့သဘာဝတွေနဲ့ထူးဆန်းတဲ့အချက်တွေနဲ့ပြည့်နေနေပါတယ်။ဒီထဲမှာတချို့ထူးခြားအံ့ဩဖွယ်ရာတွေကိုကောက်နှုတ်ဖော်ပြပေးသွားပါမယ်ရှင်။နံပါတ်1တေချဘိုးကောင်းတွေနဲ့ဖျားဘကိုးမျိုးရှင်ရွှေမော်တော်ဖျားအနီးကတေချဘိုးကောင်းတွေကိုဖျားပထိုးလို့အရင်ကလူတွေကအထင်မှားခဲ့ကြပါတယ်။တကယ်ကဒါတွေဟာအလွန်ကိုမှလက်ရမြောက်လုံးလှတဲ့လက်နဲ့ပုံပေါ်ထားတဲ့ရှေးဟောင်းပြည်သူကလက်ရတွေပဲဖြစ်ပါတယ်။နံပါတ်2ကမ္ဘာအကြီးဆုံးစာရေးတံကျောက်တုံးကင်မွန်းကျောင်းစာကျောက်ချင်းပြည်နယ်ကင်မွန်းကျောင်းမှာရှိတဲ့ဒီစာရေးတံကျောက်တုံးကအလျား15မီတာအလေးချိန်တန်ချိန်နဲ့ချီပြီးတော့ကမ္ဘာအကြီးဆုံးဖြစ်မှတ်တမ်းဝင်ထားပါတယ်။နံပါတ်3ကမ္ဘာတစ်ခုတည်းရွှေစင်တစိကောင်းကျောက်ပဲခူးတိုင်းရရွှေစင်တစိကောင်းကျောက်ကတဘာဝအလျောက်ရွှေရောင်တောက်ပြီးကမ္ဘာမှာတစ်ခုတည်းရှိတဲ့ထူးခြားတဲ့ကျောက်မျိုးဖြစ်ပါတယ်။နံပါတ်4တက်ရှိကျောက်ဖြစ်ဗုဒ္ဓရုပ်ပွားတော်ကြိုက်ထီယိုစံတော်ရှင်မွန်ပြည်နယ်ကကြိုက်ထီယိုဖျားဟာနေ့စဉ်ဖျားပွဲတော်မှာစံတော်ရှင်ရုပ်ပွားတော်ရဲ့သပင်တွေကရှေ့ထွက်လာတဲ့ဆိုတဲ့အံ့ဖွယ်အယူဆရှိပါတယ်။နံပါတ်5ပကံမှာနက်ခတ်တာယာတွေကိုမြင်ရတဲ့နက်နက်ခင်ပကံနက်နက်ခင်တွေမှာကြည်လင်တဲ့မိုးကောင်းကင်ကြောင့်နေမထွက်ခင်နက်ခတ်တာယာတွေကိုမြင်တွေ့နိုင်ပါတယ်။ဒါဟာကမ္ဘာအလှပဆုံးနက်နက်ခင်တွေကတစ်ခုဖြစ်သတ်မှတ်ခံထားရပါတယ်။နံပါတ်6ကမ္ဘာအရှားပါဆုံးပလဲကြီးရွှေနန်းပလဲမြမပလဲတွေကကမ္ဘာမှာအရေးသွေးမြင့်မားဆုံးဖြစ်ပြီးတော့သမိုင်းတလျှောက်ဘရင်တွေရဲ့အဆောင်အယောင်ဖြစ်အသုံးပြုခဲ့ကြပါတယ်။နံပါတ်9တဘာဝလွန်အလင်းတန်းကြောပလင်ဖျားမန္တလေးကကြောပလင်ဖျားမှာတစ်နှစ်ကို2ကြိမ်အေပီနဲ့ဩဂုတ်နေအောင်ကြီးကဖျားရဲ့ပထိုးပေါ်အလင်းတန်းဖြစ်တဲ့ကြားရောက်ပါတယ်။နံပါတ်10ကမ္ဘာအကြီးဆုံးကြောက်ဖြာဘောကရွာစောက်လုပ်ရေးအတတ်ပညာရှမ်းပြည်နယ်ကစီဆိုင်ကျေးရွာဟာတဘာဝကြောက်ဖြာကြီးတစ်ခုပေါ်မှာတိစောက်ထားတဲ့ထူးခြားတဲ့ရွာဖြစ်ပါတယ်။ဒါဟာအံ့ဩဖွယ်ရာကောင်းတဲ့အရာတစ်ခုပါပဲ။နံပါတ်9အလိုလျောက်မီးလောင်တဲ့မီးတောင်မော်ဘီမီးတောင်ပဲခူးရိုးမမှာရှိတဲ့မော်ဘီမီးတောင်ကမီးတောင်မဟုတ်ဘဲနဲ့တဘာဝဓာတ်ငွေတွေကြောင့်နှစ်ပေါင်းများစွာအလိုလျောက်မီးလောင်နေတဲ့ထူးဆန်းတဲ့နေရာဖြစ်ပါတယ်။နံပါတ်10ကမ္ဘာအရှေ့လျာဆုံးတစ်သားတရားဥပိန်တရားအမရပူရာမြို့ကဥပိန်တရားကအုံသီး1080လုံးနဲ့ဆောက်လုပ်ထားပြီးတော့ကမ္ဘာအရှေ့ဆုံးတစ်သားတရားအဖြစ်ကမ္ဘာအမွေနဲ့မှတ်တမ်းဝင်ထားပါတယ်။နံပါတ်17ရွှေကြက်ဥကြီးကချင်ပြည်နယ်မချမ်းဘောမြို့နာကတောင်တန်းတွေမှာရွှေရောင်ဦးကြီးတွေတွေ့ရတယ်ဆိုပဲဒါပေမဲ့ဒါဟာဥမဟုတ်ပါဘူးတဘာဝကြောက်တုံးတွေကရွှေရောင်အလင်းပြန်ပြီးတော့ဥပုံဖြစ်နေတာပါဒါပေမဲ့လူတွေကဒါကိုဘာလို့ရွှေရောင်ဦးကြီးလို့ခေါ်ကြရလဲဆိုတာကိုသင်သိပါသလားနံပါတ်7ညအလင်းတောက်တဲ့မိုးမွန်ပြည်နယ်ကတစ်တော်တွေထဲမှာညဘက်မှာအစိမ်းရောင်အလင်းထွက်တဲ့ညမိုးတွေရှိပါတယ် bioluminescent fungi လို့ခေါ်ပြီးတော့လူသိမ့်မမြင်မှုကြပါဘူးသင်ရောအဲ့ဒီမိုးကိုတွေ့ရင်ဘာလုပ်မှာလဲနံပါတ်73ချင်းသိငိုတန်တဲ့ရေတကုံစကိုင်းတိုင်းကကံပက်လက်ရေတကုံမှာရေတန်ကချင်းသိဟိန်းတန်လိုပဲကြီးကျယ်နေတယ်။ဒါကိုရှေးတုန်းကနတ်တန်လိုတောင်ယုံကြည်ကြပါတယ်။ဒါကိုသင်ရောတကယ်လို့ထင်ပါသလား။နံပါတ်14ကမ္ဘာအကြီးဆုံးကျက်သစ်မျက်လုံးကြောင်မြတ်တရေခိတ္တရာမှာတူးဖော်တွေ့ရှိခဲ့တဲ့ဒီကြောင်မြေတနာကမြန်မာပြည်မှာပဲရှိတဲ့အံ့ဖွယ်တစ်ခုပါ။မြန်မာနိုင်ငံမှာရှေးဟောင်းအခရာတွေရှေးဟောင်းယဉ်ကျေးမှုတွေနဲ့ရှေးဟောင်းအဆောက်အုံတွေရှိသလိုထူးခြားဆန်းပြတဲ့အရာတွေလည်းအများကြီးရှိပါတယ်။ဒီလောက်ဆိုသိပြီနော်။နောက်ထပ်ထူးဆန်းတဲ့အကြောင်းအရာတွေကိုဒီ channel မှာဆက်ကြည့်လို့ရပါတယ်။ Like, Share နဲ့ Subscribe လုပ်ဖို့မမေ့နဲ့ဦးနော်။